ဒါဆိုရင်တော့အောင်မြင်စွာငွေလွှဲပြီးပြီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိုင်တဲသုံးတဲ့လူတွေအတွက်မိုင်တဲချင်းချင်းဘေးလွှဲတဲ့နည်းကိုအလွယ်ကူဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတစ်နေ့ကို9ချိန်လွှဲလို့ရပါတယ်တစ်ခါလွှဲရင်900ကနေ9000အထိကိုကြိုက်တဲ့လောက်လွှဲလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကမိုင်တဲကတ်နဲ့ star 666 star 93ရှက်ကိုပထမဆုံးခေါ်ပေးရပါမယ်ဒီနေရာမှာမြန်မာလိုပြတာလည်းရှိတယ်အင်္ဂလိပ်လိုပြတာလည်းရှိတယ်ပေါ့နော်သူက900ကနေ9000အထိလွှဲလို့ရတယ်လွှဲကအနေနဲ့သူကလွှဲတဲ့ပမာဏရဲ့900ခန့်နှုန်းဖြတ်မယ်ပေါ့ဗျာဥပမာကျွန်တော်တို့က900လွှဲမယ်ဆိုရင်ကျွန်တော်တို့မှာ925ကျပ်950လောက်ရှိမှာပဲသူကလွှဲလို့အဆင်ပြေမှာဖြစ်ပါတယ်အခုကျွန်တော်900အစမ်းလွှဲပြပါမယ်ခင်ဗျာဒီနေရာမှာတော့လက်ခံမဲ့လူရဲ့ဖုန်းနံပါတ်ကို39ကနေစပြီးအပြည့်အစုံရိုက်ထည့်ပြီးတော့ပြန်ပို့ပေးလိုက်ပါဒါနောက်ဆုံးအတည်ပြုတဲ့အဆင့်ပေါ့နော်ဝိုင်းအောင်နှိပ်ပြီးပြန်ပို့ပေးလိုက်ပါအောင်မြင်ကြောင်း message ပို့မယ်လို့ပြောပါတယ်ကျွန်တော်တို့ message ထဲမှာကျွန်တော်တို့တစ်ချက် message ရောက်ပြီလားတစ်ချက်သွားကြည့်ရမှာဖြစ်ပါတယ်ပထမအပေါ်ဆုံးမှာဝင်လာပါပြီဒါဆိုရင်တော့အောင်မြင်စွာငွေလွှဲပြီးပြီပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေအခြား operator တွေရဲ့ငွေလွှဲနည်းတွေကိုလည်းဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာ